ယန်းရောင်ကနေအဖြူရောင်အထိအချိန်နဲ့အမျှအရောင်ပြောင်းလဲသွားတဲ့ garlic vine ပန်းရဲ့သဘာဝအလှဒီပန်းကို garlic vine လို့ခေါ်ကြပါတယ်။သိပ္ပံနာမည်ကတော့ Manzolea ဖြစ်ပါတယ်။ဒီအပင်ရဲ့ထူးခြားချက်တစ်ခုကအရွက်ကိုကြိတ်လိုက်ရင်ကြက်သွန်နံလိုအနံ့ထွက်လာတာပါ။အဲ့ဒီကြောင့်ပဲ garlic vine လို့အမည်ပေးထားတာဖြစ်ပါတယ်။ပန်းပုံစံကတော့ trumpet ပုံစံဖြစ်ပြီးအစုလိုက်ပွင့်တက်ပါတယ်။အရန်လာတဲ့ခရမ်းရောင်နဲ့စတင်ပွင့်ပြီးအချိန်ကြာလာတာနဲ့အမျှခရမ်းဖြော့လိမ္မော်ဖြော့အဖြူရောင်နီးပါးအယောင်ပြောင်းသွားတာကိုမြင်ရပါတယ်။ဒီအပင်ဟာနွေဦးနဲ့ဆောင်းကာလတွေမှာတစ်နှစ်ကို2 ကြိမ်ပွင့်လေ့ရှိပါတယ်။တပင်ထဲမှာပဲအယောင်မတူတဲ့ပန်းတွေကိုတပြိုင်နက်မြင်ရတာကဒီအပင်ရဲ့အလှပအကြီးဆုံးအချက်တစ်ချက်ပါခြံစည်းရိုးအိမ်ရှေ့ရန်ဖရကလာတွေမှာအလှပအတွက်အများဆုံးစိုက်ကြပြီးအပူပိုင်းဒေသတွေမှာအလွန်ပေါက်လွယ်တဲ့တောင်တက်ပင်တစ်မျိုးဖြစ်ပါတယ်။တဘာဝအလှကိုချစ်တဲ့သူတွေအတွက်garlic vine ကမဖြစ်မနေစိုက်သင့်တဲ့အပင်တစ်ပင်ပါ